ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့တွေနေရာမြေအမည်ပြောင်းတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ရှင်းနေတယ်ပေါ့နော်မိတ်ဆွေတို့ကနေရာမြေဆိုတာဘာလဲဆိုတဲ့အကြောင်းကိုသိဖို့လိုတယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောပြရရင်เนาะနေရာမြေဆိုတာကျွန်တော်တို့တွေဘယ်မြေရာမြေကိုင်းကျုံးမြေတောင်ယာမြေဓနည်းမြေနိရှိပင်စိုက်ပျိုးသောမြေเนาะဥယျာဉ်ခြံမြေပေါ့ကျွန်တော်တနည်းပြောရလို့ရှိရင်မိတ်ဆွေတို့နားလဲအောင်ဆိုရင်ကျွန်တော်ဒီမြေတွေကိုကျွန်တော်ကဒါဥပဒေစာအုပ်ထဲမှာပါတဲ့ဟာပေါ့နော်ကျွန်တော်ရှစ်တန်းတုန်းကလည်းသင်ခဲ့ရတယ်နေရာမြေဆိုတာကျွန်တော်စောစောကကျွန်တော်ရွတ်ပြခဲ့သလိုပဲလယ်မြေရာမြေကိုင်းကျုံးမြေတောင်ယာမြေဓနည်းမြေဒါဆိုရင်မိတ်ဆွေတို့အနေနဲ့နားလဲဖို့ခက်သွားလိမ့်မယ်โอเคမိတ်ဆွေတို့နားလဲအောင်ဆိုရင်ကျွန်တော်လွယ်တကူပြောပြမယ်လေယာမြေဆိုတာတနည်းပြောရရင်ပေါ့နော်ကျွန်တော်တို့လေယာမြေဥပဒေပုံမှန်30အရာပေါ့နော်အခြားနည်း၆ထားခွင့်မရှိသေးဘဲနဲ့ပေါ့နော်လူနေထိုင်လို့မရတဲ့မြေပေါ့နော်အခြားနည်း၆ထားတယ်ဆိုရင်တော့ဒါမိတ်ဆွေတို့အနေနဲ့အခြားနည်းလေးကြပြီဆိုရင်တော့ဒါလူနေထိုင်လို့ရတယ်ပေါ့ဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့လွယ်တကူသိထားမှာလေယာမြေဆိုတာကတနည်းပြောရရင်ပုံစံကုန်စာအုပ်ပေါ့နော်ပုံစံကုန်စာအုပ်ရထားတဲ့လေယာမြေဆိုတာကကျွန်တော်ကလေယာမြေလုတ်ပိုင်ခွင့်ပြုလက်မှတ်လို့ခေါ်တယ်เนาะကျွန်တော်အဲ့ဒီစာအုပ်အပေါ်မှာကိုရေးထားပါတယ်လေယာမြေလုတ်ပိုင်ခွင့်ပြုလက်မှတ်ဆိုတာကကျွန်တော်ကလုတ်ပိုင်ခွင့်ကိုပဲပေးထားတာကျွန်တော်လူနေထိုင်ခွင့်ကိုပေးထားတာမဟုတ်ဘူးအဲ့တော့မိတ်ဆွေတို့သိထားမှာတချို့တွေရှိရပါတော့ဒါအယောင်းဝယ်လုပ်တဲ့စဉ်ဟာလေယာမြေပုံစံကုန်ကြားလို့ရှိရင်လူနေလို့ရတယ်ဒါမိတ်ဆွေတို့တာမန်လူတွေရဲ့အမြင်ပေါ့ဗျာတကယ်တော့ကျွန်တော်ကဒီလေယာမြေ2012တုန်းကထွက်ထားတဲ့လေယာမြေဥပဒေအရာပေါ့နော်ပုံစံကုန်ဆိုတာကကျွန်တော်တနည်းပြောရရင်လေလုတ်ပိုင်ခွင့်ကိုပဲပေးထားတာเนาะကျွန်တော်တို့ဒီပုံစံကုန်စာအုပ်ရတာနဲ့လူနေထိုင်လို့ရတယ်အိမ်ဆောက်လို့ရတယ်ဆိုပြီးတော့ပြောထားတာမဟုတ်ဘူးเนาะအဲ့တော့ဒါကိုမိတ်ဆွေတို့အလွယ်တကူသိဖို့လိုတယ်ကျွန်တော်အနေနဲ့အခုပြောချင်တဲ့အကြောင်းအရာကတော့လေယာမြေအမည်ပြောင်းတဲ့အကြောင်းကိုပြောပြတာပေါ့နော်လေယာမြေအမည်ပြောင်းတဲ့လုံထုံးလုံနည်းကိုပြောပြတာပေါ့နော်လေယာမြေအမည်ပြောင်းတယ်ဆိုတာကကျွန်တော်ပေါ့နော်ဒါပေါ်တော့သက်ဆိုင်ရာမျိုးနဲ့ကျွန်တော်မန်လေးရဆိုကျွန်တော်ပသိမ်ကြီးမျိုးနဲ့ပေါ့ဗျာเนาะမျိုးနဲ့ပသိမ်ကြီးမျိုးနဲ့မှာကျွန်တော်ထားပါတော့ရောင်းဝယ်လုပ်တယ်ပေါ့နော်ရောင်းဝယ်ဖြစ်တယ်ဆိုရင်ကျွန်တော်ရောင်းသူဝယ်သူနှစ်ဦးစလုံးပေါ့နော်ကျွန်တော်ရုံးလာမယ်ပုံစံ103လို့ခေါ်တာပေါ့ဗျာပုံစံ3ပေါ့နော်ဒါပါတော့ပုံစံ103ကျွန်တော်ရှောက်လာတင်လိုက်တယ်ပေါ့နော်ရှောက်လာတင်ပြီးသွားလို့ရှိရင်အဲ့ရှောက်လာမျိုးနဲ့ရောက်တာနဲ့ကျွန်တော်သက်ဆိုင်ရာမြေတိုင်းနဲ့ချိတ်သက်ဆိုင်ရာမြေတိုင်းကမြေပုံတွေပါတွေဆွဲလက်မှတ်တွေပါတွေထိုးပြီးတော့ကျွန်တော်မြေပုံရပြီဆိုတာနဲ့ကျွန်တော်တို့ကအဲ့မြေပုံနဲ့ကျွန်တော်တို့ရဲ့ဒီပုံစံကုန်စာအုပ်တွေပေါ့နော်ကျွန်တော်ရှောက်လာတင်တဲ့ထဲမှာလဲဒါပုံမှန်ကတော့ကျွန်တော်အမြဲတမ်းလိုတဲ့ဟာပေါ့နော်အမြဲတမ်းလိုတာတော့ကျွန်တော်မပုံနေအိမ်အောင်စီကကျွန်တော်ဒီရောင်းတဲ့သူက GP လွှဲထားတယ်ဆိုရင် GP လိုမယ်ပြီးအဲ့ GP သမားပေါ့နော် GP သမားကသူရဲ့မပုံနေအိမ်အောင်စီတွေလိုမယ်ကျွန်တော်ဝယ်သူရဲ့မပုံနေအိမ်အောင်စီတွေလိုမယ်နော်ပြီးလို့ရှိရင်ဒီပုံစံကုန်စာအုပ်တွေလိုမယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တင်ထားတာတင်ထားပြီးတော့ကျွန်တော်မြေပုံလည်းရပြီဆိုရင်ကျွန်တော်ကဦးစီးမှုနဲ့တွေ့ရတာပေါ့နော်ဦးစီးမှုနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဒီမြေကွက်ကိုဒီလေယာမြေကိုပေါ့ဗျာဇုံလုံးသတ်မှတ်ပေးဖို့အတွက်ကျွန်တော်ဝင်တွေ့ရတာပေါ့ဝင်တွေ့ပြီးတော့ကျွန်တော်ဦးစီးကနေပြီးတော့မှဇုံလုံးသတ်မှတ်ပေးလိုက်တယ်ဟိုမှာဒီလေမြေကတော့ကျွန်တော်ဒါပါတော့နော်သိန်း100နဲ့တန်ဖိုးဖြစ်လိုက်တယ်သိန်း200နဲ့တန်ဖိုးဖြစ်လိုက်တယ်ပေါ့နော်ကျွန်တော်တနည်းပြောရရင်လေယာမြေဆိုတာကဟိုကျွန်တော်ဒီမျိုးတွေက GM မြေလို့ကျွန်တော်40 60 20 60เนาะအဲ့လောက်တည်းမဟုတ်ဘူးအနည်းဆုံး1ဧကရှိမယ်ဒါမှမဟုတ်ဧကဝက်ရှိမယ်ကျွန်တော်များတယ်ပေါ့နော်အဲ့ဒီပုံမှာဒါဦးစီးမှုကနေပြီးတော့မှဇုံလုံးသတ်မှတ်ချက်ထုတ်ပေးလိုက်ပြီဆိုရင်ကျွန်တော်ကအဲ့ဇုံလုံးသတ်မှတ်ချက်နဲ့အတူကျွန်တော်အခွန်သွားဆောင်ရတယ်အခွန်ဆောင်ပြီးပြီဆိုတာနဲ့ကျွန်တော်ကအဲ့အခွန်ပြေစာတွေနဲ့ပေါ့နော်ကျွန်တော်ဝင်ငွေကုန်နေဒီစိကောင်းကုန်နေဆောင်ရတယ်ပေါ့ဗျာနော်အဲ့ဒီပြေစာတွေနဲ့ကျွန်တော်တို့ကလေစီစာချုပ်ရင်ချုပ်ပါတယ်လေစီစာချုပ်ဆိုတာကကျွန်တော်ကော်မတီဝင်နေနဲ့ပေါ့နော်ကော်မတီဝင်သူတို့9ဦးရှိလားပေါ့နော်ပုံမှန်ကတော့9ဦးပေါ့ဗျာဒါပေမဲ့ဟိုလုံထုံးလုံနည်းဆိုတော့အများတန်းပြောင်းလဲနေတာပေါ့နော်နောက်ပိုင်းကျရင်9ဦးကနေတက်ချင်တက်မယ်ပေါ့နော်အဲ့တော့ဒါပါတော့ကော်မတီဝင်9ဦးနဲ့ကျွန်တော်ကလေစီရောင်းသူဝယ်သူနဲ့ပေါ့နော်ကျွန်တော်လေစီစာချုပ်ချုပ်ရတယ်အဲ့လေစီစာချုပ်ချုပ်ပြီးပြီဆိုမှကျွန်တော်ကတခါအဲ့မျိုးနယ်ရဲ့ပေါ့နော်ဦးစီးမှုနဲ့တခါမပုံနေစာချုပ်ချုပ်ရတယ်နော်မပုံနေစာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်စာချုပ်ရပြီပေါ့ဗျာနော်စာချုပ်ထွက်လာတာနဲ့ကျွန်တော်ကပုံစံ6ဆိုတာရှိတယ်နော်အဲ့ပုံစံ6ဆိုတာကျွန်တော်ကအမည်ပြောင်းပေါ့လေယာမြေအမည်ပြောင်းဆိုတာကိုကျွန်တော်ကတင်ပေးရတာဖြစ်ပါတယ်ထုံးစံတိုင်းပဲအဲ့6လတင်ပေးပြီးပြီဆိုတာနဲ့အဲ့6လမျိုးနဲ့ရောက်တာနဲ့သက်ဆိုင်ရာမြေတိုင်းနဲ့တခါပြန်ချိတ်ပေါ့နော်ချိတ်ပြီးတော့မြေပုံဆွဲမယ်လက်မှတ်တွေလိုက်ထိုးမယ်မြေပုံရပြီဆိုရင်ကျွန်တော်ဒီတခါလေးပေါ့နော်ပုံစံကုန်စာအုပ်ပါရမှာပေါ့ဗျာ။နောက်မြေပုံနဲ့ပုံစံကုန်စာအုပ်နဲ့တခါလေးမြေတိုင်းနဲ့ကိုယ်ကချိတ်ထားလိုက်လို့ရှိရင်ကျွန်တော်ပုံစံကုန်အမည်ပြောင်းတဲ့စာအုပ်လေးထွက်လာမှာဖြစ်ပါတယ်။